ပြည်သူအာကသာပိတ်သက်များကိုထပ်ပြီးတော့ဒီစီကင်းပြိုင်ပွဲဝင်မဲ့အာကသာသမားတယောက်နဲ့မိတ်ဆက်ပေးဖို့ရှိပါတယ်သူ့ကိုမိတ်ဆက်ပေးမယ်ဆိုကြလေလို့အထူးသဖြင့်ဒါဟိုလက်ဝဲသမားကြီးဝါရင်လက်ဝဲသမားကြီးတွေမို့လို့ဆိုမဟုတ်ပလဲလို့တတလောမှာဒါကျွန်တော်တို့ social media ပေါ်မှာလူသိများပြီးတော့ထင်ရှားလာတဲ့အာကသာသမားတယောက်ဖြစ်ပါတယ်slime ထန်ခွိရှိန်ဖြစ်ပါတယ်ထန်ခွိရှိန်ဖြစ်ပါတယ် slime ရဲ့ပေးတဲ့နဲ့မိတ်ဆက်ပေးပါဟုတ်ကဲ့အားလုံးမင်္ဂလာပါလို့ကျွန်တော်နာမည်ကတော့ slime ထန်ခွိရှိန်ဖြစ်ပါတယ်လို့ဟုတ်ပြီကျွန်တော်ကတော့ကြားမနိုင်ရွယ်လောက်ကလမှာကစားနေပါတယ်ဟုတ်ပြီ slime အဲ့တော့ကြားမနိုင်ဆိုတော့နီးပြဆရာကကျွန်တော်နီးပြဆရာရွှေဖလားဟုတ်ပြီရွှေဖလားအမေဟိုတော့ KNN ကလပ်ကမွေးထုတ်လိုက်တဲ့ဒါလက်ဝဲသမားကောင်တယောက်ပါပဲအဲ့ slime ကနေပြီးတော့ဒီဟို slime ဆိုတော့ချင်းလူမျိုးလို့ထင်တယ်နော်ဟုတ်ချင်းလူအဲ့ကနေပြီးတော့ဒီရုပ်ရလက်ဝဲဘက်ကိုရောက်လာတဲ့ပုံစံလေးတစ်ချက်လောက်ပြောပြပါဦးဟုတ်ပထမတော့ကျွန်တော်ချင်းပြည်နယ်ဟုတ်တာပေါ့မင်းတပ်ရိုဂျေးရွာမှာနေတယ်အဲ့ကနေမှအဖက်ချက်မှာကျတော့ပညာရေးအဆင်မပြေဘူးလေကျောင်းတက်ဖို့အဆင်မပြေတဲ့ကြောင့်ရန်ကုန်ကျောင်းတက်ဖို့အတွက်လာရပါတော့ဟုတ်တာမှာဒီ Pride အကြောင်းမှာပေါ့ရွှေပြည်သာ Pride အကြောင်းဟုတ်တာရှိတယ်မြို့စစ်တဲ့ Pride အကြောင်းအဲ့လိုအမိရတယ်ပေါ့နော်ဒီတော်ဝင်လမ်းမှာပဲအမှရှိအဲ့အကြောင်းမှာနေပြီးမှအဲ့ကနေမှကျောင်းတွေပါတက်တာပေါ့ကျောင်းတက်နေမှာဒီအသက်73မှာစပြီးတော့လက်ဝဲစိတ်ဝင်စားလာတာအဲ့ကနေမှ15ကျော်16လောက်မှာကျွန်တော်ဆရာရွှေဖလားနဲ့စတွေ့တာပေါ့ရွှေဖလားအဲ့တော့ဟိုရွှေပြည်သာဘက်ကိုရောက်နေရတာဟုတ်ရွှေပြည်သာမှာသူဆွဲမြန်မာကလပ်ဆိုပြီးတော့ထောင်ထားတယ်အဲ့မှာကျွန်တော်နဲ့ချိတ်မိသွားတာပေါ့ဟုတ်ကဲ့အဲ့မတိုင်ခင်မှာလက်ဝဲကိုစိတ်ဝင်စားတယ်ဆိုတော့ဘယ်လိုကြောင့်လက်ဝဲကိုစိတ်ဝင်စားပြသွားတာလဲလက်ဝဲကြည့်ပြီးတော့လားအဲ့တော့ကျောင်းတက်နေတယ်ဆက်တော့ကတော့လက်ဝဲစိတ်ဝင်စားဟိုကြောက်တယ်လေထိုးဖို့အဲ့ကြောင့်ဒါပေမဲ့အဲ့အချိန်ကျွန်တော်73နှစ်14အဲ့လုံးကဆိုကိုအောင်လန်ဆန်းဟိုပေါ်တယ်လေဟုတ်ပြီအဲ့မှာပေါ်တော့သူတို့အားကြတာပေါ့သူတို့ထိုးတာတွေပြီးရင်မြန်မာအလံခြုံတာပါတာပေါ့နော်မြန်မာအလံအတိကတော့မြန်မာအလံခြုံတာအဲ့ဒါပါအဲ့ကနေကိုလည်းခြုံရှင်တယ်ပေါ့အဲ့ဒါစိတ်ကနေမှဖြစ်လာပြီးလက်ဝဲထဲကိုတဲ့ဒီတိုက်ခိုက်ရေးအကားတော့ကိုစိတ်ဝင်စားလာတာဟုတ်စိတ်ဝင်စားလာဒါဆိုရင်ချင်းလူရွယ်ဖြစ်တဲ့ George Shuaban လည်းကြည့်ဘူးလားဟုတ်ကြည့်ဘူးတယ်သဘောကျတာပဲဟုတ်ကြတယ်ကောင်းတယ်ဟုတ်အဲ့တော့ဟိုကွာတို့ကဟို slime ထန်ခွိရှိန်လားအဲ့လိုခေါ်မယ်ဆိုနော် slime ထန်ခွိရှိန်ဟုတ်ပြီဒါဆိုခေါ်တာအောင်လေတို့ကကြတော့အသားမကြတာအဲ့တော့အဓိပ္ပာယ်လေးမြန်မာလိုပြန်လို့ရှိရင်ဘယ်လိုအဓိပ္ပာယ်ရမယ်ဆိုပြောလို့ရမှာဟုတ် slime ဆိုတာကတော့ဟိုဒါပေါ့မောင်တဲ့အဓိပ္ပာယ်ထန်းဆိုတာကျတော့ကြော်ကြားတာအဲ့လိုမျိုးလေးအဓိပ္ပာယ်ခွိဆိုတဲ့စကားကျတော့နာမည်ကကျတော့မျိုးရိုးနာမည်လို့ပြောတာမျိုးရိုးထဲမှာကြီးနာမည်အဲ့လိုပုံစံရှိန်ဆိုတာကျတော့အသက်ရှည်တယ်လို့ပြောအဲ့ဒါပေါင်းလိုက်လို့ရှိရင်အသက်ရှည်နဲ့အောင်မြင်ကြော်ကြားအဲ့လိုပုံစံတော့အတိတ်ပဲထွက်တာပေါ့Okay ဒါဆိုရင်ဒါ slide နိုင်ပြီဆိုတာကယူရလက်ဝဲလောကမှာလဲဒါဆိုတာပေါ့တိုက်ခိုက်ရေးပြိုင်ပွဲလောကမှာပေါ့နော်အဲ့တော့ယူရလက်ဝဲတွေမဟုတ်တော့လေ slide ကဟိုဘက်မှာလဲသွားထိုးဘူးတာရှိတာပေါ့ဒီကကြတော့ဘာပဲပြောတိုက်ခိုက်ရေးပြိုင်ပွဲလောကမှာတော့အောင်မြင်ကြော်ကြားသက်ရှည်နဲ့ဟုတ်လားအောင်မြင်မှုတက်တန်းရှည်နဲ့ကြော်ကြားမဲ့လူတယောက်ဆိုတဲ့နမိတ်ကလည်းပါပြီးသားဖြစ်သွားတာပေါ့နော်နာမည်ကဟိုကဒါမမျော်လင့်ဘဲနဲ့ပါပြီးသားဖြစ်သွားပြီးတော့ကိုကလည်းဒီဘက်လိုင်းကိုရောက်လာတယ်ပေါ့အဲ့တော့ဒီဇွဲမြန်မာကလပ်ကိုစရောက်တော့အသက်ဘယ်လောက်မှရောက်တာဇွဲမြန်မာကိုစရောက်တော့အသက်16စပြည့်ခါစားအဲ့လောက်ပဲအဲ့မှာအဲ့မှာစပြီးတော့ဒါဆရာရွှေလိုက်မှာလေ့ကျင့်ပြီးတော့ပြိုင်ပွဲတွေပါထိုးဖြစ်သေးလားဟုတ်ပါဟုတ်ပြိုင်ပွဲထိုးဖြစ်လာဆိုတော့အရှင်တော်ကကျတော့ပြိုင်ပွဲရိုးရပွဲကမလောက်ကြဘူးလေမရှိသလားအဲ့လိုဆိုတော့ဒီတက်ပွဲကမရှိဘူးဖြစ်နေတာပေါ့ဟုတ်ကဲ့အဲ့နဲ့ဟိုစားတွေပွဲပြိုင်နေမြို့နယ်ပန်တူပြိုင်ပွဲတွေအဲ့မျိုးလိုက်ပြိုင်နေဟိုပေါစင်ပွဲလိုက်ပြိုင်သေးတယ်အဲ့လိုပေါစင်ကြတော့ဘယ်လိုတင်ပေးတာပေါစင်ကလည်းကျွန်တော်ဆရာရွှေပလာပဲတင်ပေးတာဟုတ်ကဲ့အဲ့ကနေမှပေါစင်ပွဲကရွှေပြည်သာကိုစားပြုလဲပြိုင်နေအမှရွှေတစိမ့်နဲ့အကောင်းဆုံးစုရတယ်ဟုတ်ပြီရတယ်ပြီးပန်တူမှာကျတော့ငွေတစိမ့်လဲအဲ့လိုရတယ်ဟုတ်အဲ့ကနေမှရိုးရထိုးတာဒီဘက်ကိုဟုတ်အဲ့ဆိုရိုးရပွဲကပထမဆုံးထိုးပြတဲ့ပွဲဘယ်မှာစထိုးပြတာရိုးရပထမဆုံးထိုးပြတဲ့ပွဲဒီတိမ်ဖြူရုံမှာပဲကျွန်တော်တို့ဇွဲမြန်မာလောက်တဲ့ပွဲအဲ့ပွဲမှာကဆရာစောတဲ့လေးတို့ကလပ်ကထိုးရတာသူနဲ့ထိုးရတာအဲ့တော့မှစပြီးတော့ရိုးရလက်ဝဲကျိုးဝိုင်းမှာဒါနှစ်ခုတို့တူထိုးတဲ့တော့ဟုတ်ကဲ့ဟုတ်ပြီအဲ့ပြီးလဲပြီးတော့နောက်ထပ်ရိုးရပွဲတွေဆက်ထိုးပြသေးတယ်ပေါ့
ရိုးရပွဲပြီးရတဲ့မိသားစုကသဘောမတူတော့စကားများပြီးများပြီးနဲ့3လကျော်လောက်နားလိုက်ရတယ် နားလိုက်ရသေးတယ် နားရတယ်ဆိုပေမဲ့လည်းကိုယ့်ကိုယ်တော့အိမ်မှာကိုယ့်ကိုယ်တော့ train နေပေါ့ train တော့ မိသားစုတော့ဂရီတော့ပေးထားတာပေါ့အကြောင်းပြီးတဲ့အထိတက်မှာပေါ့ ဟုတ် ဂရီပေးထားပြီးတော့လှုပ်ထားတယ်ဒါပေမဲ့3လပဲကြာတယ်လူကမရတော့မနေနိုင်တော့အဲ့နဲ့ပြန်ပြီးတော့လက်ဝဲပြတယ်သူပဲပြောဆိုပြီးတော့ဂရီမဆိုင်ပဲနဲ့လက်ဝဲထဲကိုပြန်ဝင်လာတယ်အတိကအမအကြောင်းပေါ့ကျွန်တော်အမမိသားစုတွေအကုန်လုံးအာမခံပြီးတော့အဲကြောင့်ကျွန်တော်အမအကြောင်းကျွန်တော်ပြန်ဝင်လာတာ ပြန် ပေါ့ ဝင်လာတော့ तू ကအာမခံချက်ပေးပြီးတော့ ဟုတ်ကဲ့ ဒီကဲတော့တော့ဝါသနာပြင်းပြနေတယ်ပေါ့နော်စိတ်သက်ပြင်းပြနေထိုးပါသေးဆိုပြီးတော့ ဟုတ်ကဲ့ ပြီးတော့ထိုးခိုင်းတာပေါ့နော် ဟုတ် အဲ့ကကြတော့မရဆိုရင်ဒါရွှေကပတ်ချန်ပီယံသိန်းစုနဲ့ပထမကြုံပြောမှာထိုးခဲ့ဘူးလေနော် ဟုတ်ထိုးခဲ့ဘူး ဟုတ်ပြီအဲ့ပွဲပြီးလေတခါမကြေဝက်ဒီမှာပြန်ထိုးသိမ်းပြီးမှထိုးပါသေးတယ်နော် ဟုတ် အဲ့ဒါနှစ်ပွဲသလုံးနိုင်တာပေါ့နော် ဟုတ်နံပါတ်စလုံးနဲ့ နိုင်တယ်အဲ့ဒါပြီးတော့ဒါဆိုလက်ဝဲပွဲကယူကလက်ဝဲထိုးတဲ့ပွဲကြီးအတွက်ကတော့တိတ်အများကြီးတော့မရှိသေးဘူး မရှိဘူး22ပွဲလား 22ပွဲတော့ထိုးပြီးပေါ့နော်အဲ့ရနေမှာ1အောင်သွားထိုးပြစ်တာဟုတ်လား ဟုတ်ကဲ့ အဲ့1မှာထိုးတော့ဘာနဲ့ထိုးရတာငွေထိုင်းလားကစ်ပေါက်စင်လား မွေထိုင်း ငွေထိုင်းနဲ့ပဲ ဟုတ်ကဲ့ အဲ့တော့အဲ့အတွေ့အကြုံလေးတစ်ချက်ပြောပါဦးပထမမင်းငါကြည့်လိုက်တဲ့ပွဲမှာထိသွားဒါတွေလောက်ရရှိသေးတာပေါ့နော်အဲ့အတွက်ကမာကုံကလည်းစကားပြောရဆိုတော့ရှိမှာပေါ့နော် ဟုတ်ကဲ့ အဲ့အတွေ့အကြုံလေးနည်းနည်းလေးပြေးတက်ကိုမျှဝေပေးပါ အတွေ့အကြုံကတော့တော်တော်ရခဲ့ပါတယ်ဥစားနိစနစ်ပိုင်းတွေရောကိုယ့်ရဲ့လိုအပ်ချက်ပိုင်းတွေရောဒါပေမဲ့ကိုကပြိုင်ဖက်ကိုမရှိဘူးဆိုပေမဲ့လည်းအနည်းငယ်ဟုတ်တာတော့ကြောင်တာတွေတော့ရှိတာပေါ့ရှိတော့ကိုရိုးရမှာထိုးတဲ့စနစ်တိုင်းမထွက်လာတာတော့မျိုးရှိတယ်ကိုပွဲကိုကြည့်တဲ့လူဆိုတည်တယ်လေကျွန်တော်ပွဲကိုနေတိုင်းကြည့်ဖူးတဲ့လူဆိုတည်တယ်ရိုးရမှာထိုးတာနဲ့တိတ်မတူတော့တာမျိုးရှိတယ်အဲ့ဒါအတိကအဲ့ဒါပထမပွဲဖြစ်လို့တော့ကျွန်တော်ကိုထင်တာပေါ့အတွေ့အကြုံတော့အများကြီးရပါတယ် အဲ့အတွေ့အကြုံတွေရလာပြီးတော့မှအဲ့ရနေပြန်လာပြီးတော့အခုဒါဒီဘက်စကန်းဝင်ရတော့ဖြစ်သွားတာပေါ့ကန့်ဝင် ဟုတ်ကန့်ပြန်ဝင် စီဂိမ်းအတွက်ပေါ့နော် ဟုတ်ကဲ့ စီဂိမ်း ဟုတ် အတွက်ရွေးချက်ခံတော့ဘယ်နှစ်ကီလိုတန်းမှာထိုးတာပါ စီကိန်းက51ကီလို 51ကီလိုမှာ ဟုတ်ကဲ့ဟုတ်ကဲ့ ပြန်ရမယ်ပေါ့နော် ဟုတ် အဲ့ဒီအတွက်အခု weight တွေပါတော့အဆင်ပြေသွားပြီလားပြေးနေ ဟုတ်ဝေးရတော့အဆင်ပြေ1ကီလိုတော့လိုသေးတယ် ဟုတ်ကဲ့ဒါမှမဟုတ်ဒါတော့ချလို့ ဟုတ်ကဲ့ မိနောက်ပါတယ်ပေါ့နော် ဟုတ် အဲ့တော့လေ့ကျင့်တဲ့အပိုင်းမှာကိုကမွေထိုင်းသွားထိုးဘူးတဲ့အတွေ့အကြုံပြိုင်ပွဲဆိုအကြီးပေါ့ကွာပြောလို့ရှိရင်တကယ် professional ပြိုင်ပွဲကြီးကိုထိုးခဲ့ဘူးလားဆိုတော့အခုကတော့အမေချာပေါ့အဲ့မှာမတူတာကြတော့ဟိုမှာထိုးသလိုဟုတ်လက်အိတ်နဲ့တော့လက်အိတ်နဲ့ဒါမှအကာတွေပိုင်းညာကြဘလို့ခက်ခဲကြီးတယ်ခေါင်းသွတွေနဲ့ကြတယ် အခုကကောင်းစွဲရပါတယ်ပြီးရင်ကမပါဘူးလို့ပြော က တယ် မပါတော့ဘူး ဒါပေမဲ့ဒီတတောင်ကားပါတယ်ဆိုတော့နည်းနည်းတော့အခက်တွေ့မှာပေါ့ စားတာနဲ့ခက်တယ်အဲ့ဒီအတွက်ကိုသားကြအောင်လေ့ကျင့်ထားပြီမှာ ဟုတ်သားကြအောင်တော့ဒီမှာtraining ရောဒါ share ကစားတာအစားအကုန်လုံးကာနဲ့လောက်ရတာပေါ့ စားပြီးလေ့ကျင့်ပြီဒီမှာကြတော့ဘယ်သူလေ့ကျင့်ပြီလဲဆရာ HOV ရဲ့ ဆရာ HOU ရယ်ဆရာမောင်ရယ်ဆရာထွန်းထွန်းမင်းသူ train ပေးတယ် ဟောဒါဆိုအခုလေ့ကျင့်တဲ့တက်တန်းအရာဆိုရင်စပြီးတော့စကန်းဝင်နေရအခုထိမှာတဖြည်းဖြည်းကိုတော့ဒီပြိုင်ပွဲကိုပြိုင်မှုအတွက်စိတ်ထဲမှာအသားကျပြီးယုံကြည်မှုရှိလာပြီပေါ့နော် ဟုတ်ယုံကြည်မှုကတော့အပြည့်ရှိတယ်ဟုတ်ဒီ51စုမှာတော့ AC 51မှာရွှေရမယ်ဆိုစိတ် ဟုတ်ရှိတယ်51မှာတော့ရွှေယူ ဟုတ်ပြီစလိုက်ပါပဲပြောရိုးကလက်ဝေးအတွက်ဂုံဆောင်ပြီးတော့သွားပြီးတော့ professional မှာသွားပြီးတော့မွေထိုင်းနဲ့ထိုးခဲ့သလိုအခုစီဂိမ်းနေနဲ့ကြတော့နိုင်ငံဂုံဆောင်ပြီးတော့ထိုးရမှာဆိုတဲ့အခါကျတော့ပို့ပြီးတော့ဆရာထက်သန်မှုတော့ရှိလိမ့်မယ်ထင်တယ် ရှိတယ်ဆရာဆက်ဒီဘွဲရွှေရရင်တော့အလံချုံရမှာ ဒါဟုတ်ပြီအလံချုံခြင်းနဲ့ဆန္ဒကြောင့်ရိုးကလက်ဝေးလောကထဲဝင်လာတာ ဟုတ်ကဲ့ အခုဒါအလံချုံရပါသေးတာဒါ ဟုတ်ကျေးဇူးပါပေးတဲ့စနေပြပါစေ ပေးသက်ကိုရင်းနှီးစကားလေးပြောပြပါဦး ဟုတ်ကဲ့အားပေးကြတဲ့ပရိသတ်တွေအားလုံးဒီလာမဲ့စီဂိမ်းလည်းအားပေးကြပါအောင်လို့ပြောရှင်တယ်အဓိကစီဂိမ်းပြိုင်မဲ့ကစားသမားတွေအကုန်လုံးကအကောင်းဆုံးကြိုးစားထားတာဖြစ်တဲ့အတွက်ကြောင့်အားပေးကြပါအောင်ထိုင်းမှာရှိတဲ့လူတွေလည်းလာရောက်ပြီးတော့အားပေးလို့ရပါတယ်လို့ကျွန်တော်တို့အကောင်းဆုံးမှာကျွန်တော်တို့ကြိုးစားထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အားပေးကြပါအောင်လို့ပြောရှင်ပါတယ်အားပေးကြတဲ့လူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်